အားလုံးပဲမင်္ဂလာပါPhotoshop မှာပေါ့နော်ဒီလိုမျိုး 3D เนาะအဖက်လေးဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်လည်းအတူလေ့လာကြည့်အောင်ပေါ့နော်ရှင်တော့ကျွန်တော် size တွေခေါ်လိုက်မှာပေါ့နော် file new ဘယ်လိုချင်တဲ့ size ပေါ့ဒီမှာကျွန်တော် insert ပြောင်းမယ်ကျွန်တော်အလျာလိုက်ခေါ်လိုက်မယ်ဒီမှာတော့ color မှာတော့ RGB color ပဲထားလိုက်မယ်ပြီး gray နေလိုက်မယ်ကျွန်တော် color အရောင်ကိုနောက်ခံရောင်တော့ကျွန်တော်အနီရောင်ပဲထားလိုက်မယ်ပေါ့နော် solid color ရေးမယ်အနီရောင်တော့ကျွန်တော် color code ထဲမှာတန်ဖိုး900ရဲထည့်လိုက်မယ်အနီရောင်ရိုက်မှာပြီးရင် type 2ကိုယူမယ်ပြီးရင် click လိုက်မယ်ကျွန်တော်ဒီမှာတော့ကျွန်တော်အစမ်းပြမှာဆိုတော့ 3D ပဲရိုက်ထည့်လိုက်မယ်နော် 3D ပြီးရင်ကျွန်တော် site ကိုကြည့်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ကြည့်လိုက်မယ်150လောက်ရိုက်ထည့်ကြည့်လိုက်မယ်ပေါ့နော်150နဲ့တဲ့300လောက်ထည့်ကြည့်လိုက်300လောက်ဆိုကျွန်တော်ကပြီးရင်ကျွန်တော်လိုချင်တဲ့ font ကိုပြောင်းပါတော့ကျွန်တော်တို့လိုချင်တဲ့ font လေးတွေပြောင်းကျွန်တော်ကတော့ဒီ font ပဲပြင်လိုက်မယ်ဗျာဒီ font ပဲပြင်ကြိုက်တယ်ဆိုတော့ဒီ font လေးယူမယ်ကျွန်တော်အလဲကြောင်းညှိလိုက်မယ်နော်အလဲကြောင်းညှိကို keyboard ကနေ Ctrl A နှိပ်လိုက်ပါနော် Ctrl A နှိပ်လိုက်ပါ Ctrl A နှိပ်ပြီးဒီမှာဒီ alignment မှာကကျွန်တော်ဒီမှာအလဲညီထားပြလိုက်ပါနော် Ctrl D နဲ့ selection ဖြောက်ပါနော်ပြီးသွားရင်ကျွန်တော် keyboard လေးနဲ့ပြအောင် keyboard လေးကိုနည်းနည်းလေးဖွင့်လိုက်မယ်โอเคကျွန်တော်ဒီမှာစပြီပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီ layer ပေါ်မှာပေါ့နော် right click ထောက်မယ် blending option နဲ့သွားမယ် blending option ပြီးရင် dot shadow လေးမှာကျွန်တော်နဲ့ထည့်မှာနော် dot shadow အရေးလေးနဲ့ထည့်ခြင်းနဲ့ရေးလေးမှာကျွန်တော်တို့ distance မှာတော့6လောက်ယူပါနော်ဒီမှာတော့ကျွန်တော်မထည့်ဘူး0 size ကို6လောက်ယူတယ်ဒီမှာတော့ angle မှာပေါ့နော်120လောက်ထားပြလိုက်မယ်ပြီးရင် opacity မှာကကျွန်တော်5လောက်ထားမယ်ပေါ့နော် multiply မဲ့ blending မှာ multiply မဲ့ထားပါနော်ပြီးရင် open နေလို့နော်ဒီကောင်ကဘယ် version ဆိုလိုက်လို့ရပဲ software အနေနဲ့လုပ်လို့ရပါတယ်ဟုတ်ပြီဒီကောင်ကျွန်တော်ပွားရမယ်keyboard ကနေ control ရဲ့ alt ရဲ့ d ရဲ့တစ်ချက်နေပါနော် keyboard နဲ့ control key ရဲ့ alt key ရဲ့ d ရဲ့တစ်ချက်နေတယ်ပါနော် control alt d ကိုတစ်ချက်နေ control ရဲ့ alt d ရဲ့တစ်ချက်နေချလိုက်တယ်ပြီးရင်ကျွန်တော်တို့မှာပြီးရင်ကျွန်တော်တို့ကနည်းနည်းစောင်းစောင်းလေးလုပ်ချင်တော့ keyboard ကနေကျွန်တော်ဗာနေမှာဒီမှာ arrow တစ်ချက်တက်လိုက်မှာနော်ဒီမှာဒီ arrow လေးပါနော် arrow key လေးဒီ arrow key လေးတစ်ချက်နေလိုက်ပါနော်ပြီးသွားရင်ကျွန်တော် arrow key တစ်ချက်နေချလိုက်ပြီပြီးရင်ဒီအမှန်ကြီးလေးပြီးတော့အမှန်ကြီးမပြီးရင်လည်း enter ခောက်ချလိုက်ပါနော်โอเคပြီးရင်ခလုတ်လေးခုနေပဲပေါ့နော် keyboard ကနေ control ရဲ့ alt ရဲ့ shift ရဲ့ t ရဲ့ပေါ့နော် control alt shift t ပေါ့နော်ဒါကိုကျွန်တော်စုံလေးရမှာပေါ့နော်control alt shift t ကိုစတိုက်နေပါပေါ့နော်ကျွန်တော်အလိုရှိသလောက်ပေါ့နော်အလိုရှိသလောက်အမှချိန်သွားပါနော် control shift alt d ကိုကျွန်တော်လိုချင်သလောက်ထူချင်သလောက်ပေါ့ဗျာကျွန်တော်အများကြီးထူချင်တယ်ဒီလောက်ဆိုရင်တစ်ချက်လောက်ထူလိုက်ရမယ်โอเคဒီလောက်ဆိုရင်ရပြီပေါ့နော်36ခုပေါ့နော်အရင်တော့ကျွန်တော်အပေါ်က color လေးအောင်ပြောင်းနေတဲ့အတွက်ကိုပြောင်းနေတဲ့အတွက်ကိုအပေါ်ဆုံးတစ်ခုထားခဲ့ပြီးတော့ကျွန်တော်အားလုံးကို shift key နဲ့ဆက်လက်မှတ်လိုက်ပါပေါ့နော် keyboard ကနေ control G ပြီးရင်ကျွန်တော် blending option မှာ dot shadow ကိုနည်းနည်းကစားအောင်မယ်ပေါ့နော်ကစားအောင်မယ်ပြီးရင် dot shadow ကိုကျွန်တော်နည်းနည်းလေးအရေးလေးနည်းနည်း opacity နည်းနည်းပြန်တင်ကြည့်နေမယ်နည်းနည်းလေးတင်မယ်တင်လိုက်မယ်ပေါ့နော်ကျွန်တော်50လောက်ထိကြော်တင်လိုက်မယ်ပြီး okay နေမယ်ဒီအပေါ်အရောင်လေးကျွန်တော်နည်းနည်းပြောင်းချင်တဲ့ဒီကောင် right click ထောက် blending option ထဲမှာကျွန်တော်ဘာအရောင်နဲ့ပြောင်းမလဲဆိုတော့ color over လေးနဲ့ကျွန်တော်ပြောင်းလိုက်ပါပေါ့နော် color over ကိုကြိုက်တဲ့အရောင်လေးပြောင်းလိုက်ပါနော်ကိုကြိုက်တဲ့ color လေးလက်ဆန်းကြည့်ပါနော်ကိုကြိုက်တဲ့ color လေးပြောင်းလို့ရပါတယ် okay ကျွန်တော်ဒီရောင်လေးကြိုက်တဲ့ okay နေ okay နေပြီးသွားရင်ကိုကပြင်စရာမရှိတော့ဒီကောင်အားလုံး group ဖွဲ့ပြီးပေါင်းလိုက်ပါနော် control E နဲ့ကျွန်တော်ပေါင်းလိုက်မယ်ဒါဆိုရင် 3D စလုံးလေးရသွားပြီပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာ design တွေပါလုပ်တဲ့အခါကျရင်အဆင်ပြေပါတယ်လိုက်လုပ်ကြည့်ကြပါအားလုံးအဆင်ပြေကြပါစေ